ဟုတ်ကဲ့မင်္ဂလာပါဆရာရဲ့မိတ်ဆွေဗီဒီယိုဝါသနာရှင်ခုနသားသမီးများအားလုံးကြမ်းမှချမ်းသာကြပါစေလို့ဥစွာပထမဆုံးမကောင်းတောင်းပေးပါတယ်1388ခုနှစ်တစ်နှစ်တာကာလမှာခြိကံငွေကြီးကံလေးတွေကောင်းစေတဲ့မျော်လင့်မဲ့မရည်ရွယ်ပဲနဲ့စီဝါလက်လာပါတွေတိုးတက်စေတဲ့နိနန်လေးလေးခုအကြောင်းကိုဆရာဒီနေ့ဗီဒီယိုလေးမှာဟောပြောပြသပေးသွားမှာပဲဖြစ်ပါတယ်ဒီနိနန်လေးခုကတော့အမတမကိုထူးထူးခြားခြားနဲ့ကံညံ့နေတဲ့ညတော်ညလည်းကံကောင်းတဲ့ကောင်းလာပြီးတော့ခြိကံငွေကြီးကံလေးတွေကောင်းနေတဲ့ဒီပေါက်ကိန်းတွေရှိနေတဲ့စီဝါလက်လာပါတွေတိုးတက်လာနိုင်တဲ့ကိုကြိုးစားရင်ကြိုးစားသလောက်အောင်မြင်လာတဲ့နိနန်လေးလေးခုပဲဖြစ်ပါတယ်ဒီနိနန်လေးလေးခုကတော့နင်နာသားသမီးများသာသာပေးသားသမီးများတနင်္ဂနွေသားသမီးများအင်္ဂါသားသမီးများပဲဖြစ်ပါတယ်မတမကိုထူးထူးခြားခြားနဲ့ကံကောင်းနေတဲ့ကံတာတွေတိုးတက်လာစေတဲ့မမျော်လင့်မဲ့မြည်ရွယ်ပဲနဲ့ဒီကံငွေကြီးကံလေးတွေကောင်းနေတာကတော့ဒီကံမုတ်ချဖြစ်ပါတယ်ကံကောင်းနေတယ်ဆိုပြီးတော့ညလည်းကံရဲ့ထောက်ပံ့လေးတွေရလာဖို့အတွက်ဆိုလို့ရှိရင်တော့ကိုကလည်းအလူကြီးဇက်ကလေးတွေနဲ့တွဲဖက်ပြီးတော့သူ့ပေးမှသာလျင်လည်းကံရဲ့ထောက်ပံ့လေးတွေရလာမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့မိမိတို့ရဲ့မွေးနေ့ဘုရားကျောင်းဆောင်မှာသစ္စာဘုရားရှင်ကိုတော်မြတ်ကြီးကိုမွေးရနဲ့ရှိတဲ့ပန်းစီမီပူဇော်ပါဒါနများများပြုလုပ်ပါအဲ့လိုပြုလုပ်ခြင်းအပြင်မိမိတို့ရဲ့ကံတာလေးတွေကတုံတိုးတိုးတက်လာပြီးတော့ဒီကံငွေကြီးကံလေးတွေကောင်းလာမှာကတော့ဒီကံမုတ်ချဖြစ်ပါတယ်ဒီစုသူပေါင်းကျမ်းမာချမ်းသာလို့နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဒီကံငွေကြီးကံလေးတွေကောင်းကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်